ဖယားသခင်အနာဂတဝင်ဒေသနာတော်မှာနောက်ပွင့်တော်မူမည်အရိမတိယပြဖယားလုံးဖယားရာဇဂိုပြည်ရှင်ဗိမတာရဤညီတော်ရာဇဂိုပြည်ရှင်အဇာရတဤသာတော်အဇိတမြတ်ယဟန်ပါဖယားဖြစ်ပြီးနောက်ဆုံးဘဝမှာယေတုမရီပြည်ရှင်သင်္ခမင်္ဂလာဤမင်းဆရာချင်းအာဇနီးပါဓမ္မဝရီဝင်းပြတိုက်မှာတန်နေယူကာဣတိပဒနာသမင်တော်မှာအရိမေတ္တယအလောင်းတော်ဖွားမြင်လားဖယားသခင်အနာဂတဝင်ဒေသနာတော်မှာနောက်ပွင့်တော်မူမည်အရိမတိယမြတ်ဖယားလုံးဖယားရာဇဂိုပြည်ရှင်ဗိမတာရဤညီတော်ရာဇဂိုပြည်ရှင်အဇာရတဤသာတော်အဇိတမြတ်ယဟန်ပါဖယားဖြစ်ပြီးနောက်ဆုံးဘဝမှာမရီပြည်ရှင်သင်္ခမင်္ဂလာဤမင်းဆရာချင်းအာဇနီးပါဓမ္မဝရီဝင်းပြတိုက်မှာတန်နေယူကာဣတိပဒနာသမင်တော်မှာအရိမေတ္တယအလောင်းတော်ခွာမြင်လားတောင်းပါမစွတ်မအမကြိုးမကန်း96ဝေဒနာကင်းကွာမတလုံးရေသဘူရီပါသာဝရိသာရပင်သာမြာလောင်းတော်ယူခဲ့တဲ့ကုသိုလ်တွေဟာစုပေါင်းအကျိုးပေးမိတာပလင်မှာအရိမေတ္တယဖယားရှင်ပွင့်မိသာအရိမေတ္တယမြတ်စွာပွင့်တော်မူတဲ့အခါခုလိုက်သူများမှာယဟန်ပြုသူယဟန်တကာခံသူမိဘကိုလှုပ်ကြွေးသူငါးပါးသီလစောင့်ထိန်သူတရားဘာဝနာပွားများသူဖယားတစောင်းဇယကြောင့်တိဆောက်မွမ်းမံပြင်ဆင်သူရေတွင်ရေကန်တူဖို့သူပိဏဘတ်ဆွန်းလောင်းတဲ့သူနောက်ဆုံးမိတ်ဒီပွဲနှင့်လွဲတဲ့သူများမှာခြားခြားလဲပြီးအောင်တော့အသင်ချေကကမာတဲ့မှာ
မှာအရိမြင့်တရားဖယားရှင်ပွင့်ပြီလားအရိမြင့်တရားသာသနာတော်ကျိုးစိုးလျက်သောဘုံကလေးမြို့နယ်တေချောင်းကျင်းရွာဆရာတော်ဖယားကြီးကဝိနည်းရများတွေ့တာကံကောတထောင်စိတ်ပြောလို့သာသနာအောင်လံလေးမလွင့်ချူဓမ္မလှည့်ရင်ကြီးအတူစီးကနေဘူးတောင်းကံအရောက်လန်းနိုင်စေရာသာသနာတော်ကျိုးစိုးလျက်သောဘုံကလေးမြို့နယ်တေချောင်းကျင်းရွာဆရာတော်ဖယားကြီးကဝိနည်းရများတွေ့တာကံကောတထောင်စိတ်ပြောလို့သာသနာအောင်လံလေးမလွင့်ချူဓမ္မလှည့်ရင်ကြီးအတူစီကနေဘူးတောင်းကံအရောက်လန်းနိုင်စေရာအရိမြတ်တရားမြတ်စွာပွင့်တော်မူတဲ့အခါဘုရားသူများမှာယဟန်ပြုသူယဟန်တကားခံသူမိဘကိုလှုပ်ကြွေးသူငါးပါးသီလစောင့်ထိန်သူတရားဘာဝနာပွားများသူဖယားတစ်စောင်းဇယက်ကြောင့်တီဆောက်မွမ်းမံပြင်ဆင်သူရေတွင်ရေကန်တူဖော်သူပိန်တစ်ပတ်ဆွန်းလောင်းတဲ့သူနောက်ဆုံးမိတ်ဒီပွဲနဲ့လွဲတဲ့သူများမှာရှာရလဲပဲအောင်တော့အပင်ရှေက